တချင်းလေးနဲ့ပေါ့နော်အဆက်အသွယ်ပြတ်သွားတာ၄နှစ်လောက်ရှိပြီလို့ပြောလို့ရပါတော့ကိုတို့မဆုံးခင်ကတော့တော်တော်လေးလှုပ်ဖြစ်တယ်ပေါ့နော်တော်တော်လေး run ဖြစ်တယ်နောက်ပိုင်းတော့ညီမကိုတို့မရှိရချိန်မှာပေါ့နော်တော်တော်လေးလဲဒါအားရော့သွားတဲ့အနေအထားဖြစ်သွားတာပေါ့နော်အဲ့လိုစိတ်သက်ပိုင်းဆိုင်ရာလည်းပြန်ပြီးတော့ဒါပြင်ဆင်ရလေးလည်းရှိရဲတော့ဒါအခုဒီတစ်ခေါက်ကတော့ comeback အနေနဲ့ပြန်လာမယ်ပေါ့နော်ဟုတ်ကဲ့တချင်းကတော့ညီမလွန်ခဲ့တဲ့ဘာလောက်ပေါ့နော်10နှစ်လောက်ကလှုပ်ထားတယ်ကိုအောင်လားနဲ့တချင်းလေးပေါ့နော်အချစ်ခွင့်ရဆိုတဲ့တချင်းလေးရှိပါတယ်အဲလေးကိုညီမတယောက်တည်းပြန်ဆိုထားတယ်ပေါ့နော်အဲလေးမကြခင်ထွက်မှာပါဟုတ်ကဲ့ရှိရဲအဲတော့ပြောရရင်တော့ね9တန်းဆိုတော့နည်းနည်းငယ်သေးရပါတော့ငယ်သေးတဲ့အချိန်မှာဆိုတော့ကလေးတန်ပေါ့ကလေးတန်နဲ့အခုလူကြီးချိန်ပြောင်းတာလူကြီးတန်ဖြစ်သွားတဲ့ဟာရပြီးတော့ music လေးရနေပြောင်းထားတယ် music ကတော့အရင်တော့ဒါဘန်နဲ့တီးရပါတော့ဘန်နဲ့တီးရမဟုတ်ပဲねအခုသိချာညီမကြိုက်တဲ့ဟောပေါ့ EDM line လေးပေါ့နော် EDM music လေးနဲ့ပြန်ပြီးတော့ဖန်တီးထားပါတယ်2019တော့ညီမထွက်ခဲ့9ရက်ကြပြဆိုတဲ့ album လေးရှိရပါတော့အဲ့မှာတော့ဒါအမေရဲ့ supporting ရောအကိုရဲ့ supporting ရောပါတော့ပေါ့နော်ဒါအမေအကြိုက်များတယ်အခုနောက်ပိုင်းကတော့ညီမအကြိုက်ပဲညီမအကြိုက် music လေးပေါ့ဟုတ်ကိုအောင်လာနဲ့ဆက်သွယ်ရတော့ဟိုပေါ့နွန်ခဲ့တဲ့3-4လလောက်ကဆက်သွယ်ပြန်ရတယ်ရတော့ညီမဒီတချင်းလေးဆိုဖို့တော့ကိုခွင့်တောင်းလိုက်တော့ကိုအောင်လာကလည်းခွင့်ပြုတယ်ဒီတချင်းကိုညီမတို့ကပြောရရင်တော့ဟိုလွန်ခဲ့တဲ့10နှစ်လောက်ကတည်းကပေးထားပါပေါ့ပေးထားဆိုတော့ဒီတချင်းလေးကိုညီမစိတ်ကြိုက်သုံးပေါ့နော်တသက်လုံးသုံးလို့ရတယ်ညီမအကုန်ပေးထားတယ်တသက်စာပေါ့နော်ပေးထားဆိုပြောပါရဟုတ်ကဲ့ဟုတ် MV လက်ရိုက်ဖို့ရှိရယ် lyrics video လေးလည်းရှိရပေါ့ဒါတော့ဟိုနည်းနည်းအခြေအနေလေးကြည့်လိုက်အောင်မယ်ပေါ့နော်ဘယ်လို season ရမလဲမသိသေးဘူးရှင်ဟာမိုနီကတော့ဒါပြောရရင်တော့ main vocal ထပ်ပို့ပြီးတော့ခတ်တယ်ပေါ့နော် main vocal လို့ဟိုဆိုရတာမျိုးမဟုတ်ဘဲနဲ့ဒီ alto ရောထမ်းတာရော bass ရောပေါ့နော်ဒါ bass ကတော့ညီမတို့ကဒါအတန်ဘယ်လိုပြောမလဲနည်းနည်းချိုးတဲ့ဘက်ပေါက်တယ်ပေါ့နော် bass ကလာ bass အတန်ကြာနေဟိုအနှိမ့်ပိုင်းသွားတာဆိုတော့ alto နဲ့ထမ်းတာမှာဆိုရင်အရင်တော့ဒါကိုတို့ရှိရောကတော့ဒါ तू က alto ဆူတာပေါ့ညီမတို့ထမ်းတာပေါ့နည်းငယ်လဲငယ်သေးအတန်းညီမတို့ hearing နဲ့ပဲလိုက်တာအခုနောက်ပိုင်းတော့ဒါအမေရဲ့တင်ပြမှုနဲ့ညီမ notes နဲ့လိုက်တယ် hearing နဲ့လည်းလိုက်တယ်ပေါ့နော်အဲ့လိုတော့မရှိဘူးဒါပေမဲ့အမေကလည်းအဲ့လိုစိတ်ကြိုက်လုံးခွင့်တော့ပြုပါတယ်ဒါပေမဲ့တချို့နေရာလေးတော့ तू ဝင်ပြောပြရရှိပါတော့ဒီနားလေးတော့ဘလို့ဆိုပေါ့ဟိုနားတော့ဒီလိုကြီးမဆိုနဲ့မကောင်းမကြိုက်ဘူးအဲ့လိုမျိုးလေးတော့ပြရှိရဟာतू ကတော့အဲ့လိုအမြဲအကောင်းပြောချီးကျူးတယ်ကိုကလည်းအဲ့လို तू ရှိရဲ့အချိန်မှာဆိုတော့ကြောက်နေပေါ့နော်အဲ့လိုအမားမခံအောင်တခုဆိုရင်လေဒါတော့မှဟိုသူနဲ့အတူဆိုထားတဲ့မောင်နှမတွေဆိုတချင်းလေးပေါ့နော်တချင်းလေး2019တော့မှထွက်ခဲ့ရပေါ့နော်အဲ့တချင်းလေးဆိုရင်ညီမတော်တော်ကြောက်တာသူ့ကိုလေသူကိုရိုင်းရေးတာအဓိကသူစိတ်တိုင်းမကြမှာပေါ့စိတ်တိုင်းမကြမှာအချွတ်ချော်ရှိသွားမှာဆိုရယ်စိတ်နဲ့ညီမနည်းနည်းတော်တော်လေးကြောက်တယ်ကြောက်ပြောဆိုတာဆိုတော့ဟိုတချင်းလေးလည်းညီမဒီကိုတို့ရဲ့ပေါ့နော်ဒီအသက် album ထဲမှာ bonus track အနေနဲ့ပေါ့နော်ပြန်ပြီးတော့ထည့်ဖို့ရှိရဲညီမတချင်းကတော့ဒီညီမ vocal ကတော့ပြန်ဆိုမှာပေါ့နော်နည်းနည်းစိတ်တိုင်းကြလေးရှိရဲဟိုတေချာလေးလည်းတက်လေးဖြစ်ရှင်လို့ပေါ့နော်အဲ့ဒါလေးပြန်ပါဖို့ရှိပါတယ်ဟုတ်ကဲ့တချင်းအဲ့ပေါ့ဖန်တီးတဲ့ဟာရောနည်းနည်းလေးစူးစမ်းအောင်မယ်ပေါ့နော်ဘာလို့ဆိုညီမအဲ့လိုရေးတဲ့ပိုင်းတော့ညီမတိတ်အားမတန်အောင်ညီမအဆိုပိုင်းလေးပဲအားတန်တယ်ဟုတ်တချင်းလေးနဲ့ပေါ့နော်အဆက်အသွယ်ပြတ်သွားတာ၄နှစ်လောက်ရှိပြီလို့ပြောလို့ရပါပေါ့နော်ကိုတို့မဆုံးခင်ကတော့တော်တော်လေးလှုပ်ဖြစ်တယ်ပေါ့နော်တော်တော်လေး run ဖြစ်တယ်နောက်ပိုင်းတော့ညီမကိုတို့မရှိရချိန်မှာပေါ့နော်တော်တော်လေးလဲဒါအားရော့သွားတဲ့အနေအထားဖြစ်သွားတာပေါ့နော်အဲ့လိုစိတ်သက်ပိုင်းဆိုင်ရာလည်းပြန်ပြီးတော့ဒါပြင်ဆင်ရလေးလည်းရှိရဲတော့ဒါအခုဒီတစ်ခေါက်ကတော့ comeback အနေနဲ့ပြန်လာမယ်ပေါ့နော်တချင်းလေးထွက်ခဲ့လို့ရှိရင်လည်းအားပေးပါအောင်ကိုတို့ကအားပေးသလိုလဲသူညီမအားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်